ပတ်စံကိုထိန်းချုပ်နိုင်ဖို့အရင်အရေးကြီးတယ်ပေါ့နော်ပတ်စံရဲ့အပေါ်မှာလူရှိနေဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ပတ်စံကအမတန်မှစွမ်းအားကြီးတယ်ပေါ့နော်သူကဘလောက်တောင်လဲဆိုလို့ရှိရင်လူတစ်ယောက်ရဲ့တမာတိကိုလည်းသူကဖြတ်နိုင်တယ်လူတစ်ယောက်ကိုစိတ်ကိုလည်းပြောင်းသွားစေနိုင်တယ်ပြီးလို့ရှိရင်လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့ချစ်ချင်းမြတ်တာတန်ရောစင်အကုန်လုံးကိုသူကဖြတ်စည်းပြနိုင်တယ်ပေါ့နော်အဲ့တော့ပတ်စံအရေးကြီးရဆိုတာတော့ဒါလူတိုင်းသိကြမှာပါအဲ့ဒါမှအတင်နာနည်းနည်းလေးထပ်ကုန်ပြောချင်တယ်ဘာလို့လဲဆိုလို့ရှိရင်လူတိုင်းကတော့ပတ်စံရေးကြလို့ပြောလဲဆိုလို့ရှိရင်လူတွေကပတ်စံရှိတဲ့လူဘယ်လိုဆက်ဆံတာเนาะလူမှုဆက်ဆံရေးကိုပဲအရင်မြင်လဲမြင်ကြမှာပေါ့နော်ပတ်စံဘယ်လောက်ထိအရေးပါတယ်ဆိုတဲ့အကြောင်းဒါပေမဲ့ပတ်စံကအဲ့ထက်ကိုအရေးပါတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဘာပြောချင်လဲဆိုလို့ရှိရင်เนาะနေ့တူကူကမှပတ်စံမပါဘဲနဲ့ဖြတ်တန်းကြည့်လို့ရလားပေါ့မရဘူးเนาะအဲ့တော့ငငယ်တော့အတင်နာလို့လည်းမသိဘူးငငယ်တော့မိဘချက်ကြွရစားတယ်ခမျိုးလှန်ပြီးတော့စားခဲ့တယ်အတိုင်းအဲ့တော့ကိုယ့်ဘာကိုရှင်သန်နေထိုင်ရတဲ့အခါမှာအိမ်မရှိဘူးအိမ်ငှားနေရတယ်အဲ့တော့နေ့တညတာအိတ်ဆက်ဖို့အတွက်လည်းပတ်စံပေးရတယ်ပေါ့နော်တနေ့ရေချိုးဖို့အတွက်လည်းပတ်စံကုန်တယ်အဲ့တော့ပတ်စံမရှိဘဲနဲ့တနေ့မအောင်မဖြတ်တန်းလို့မရဘူးပေါ့နော်အဲ့ဒါလေးကိုနည်းနည်းထပ်ကုန်ပြောပြပေးစင်းတယ်အဲ့တော့အဲ့လောက်ထိအရေးကြီးတယ်ပြီးလို့ရှိရင်အပေါ်မှာပြောခဲ့တယ်လို့သူ့မှာကစွမ်းအားအဲ့လောက်ထိရှိတာပေါ့နော်အဲ့ခါကျတော့အဲ့ဒါကိုနော်တိကျရှင်းလင်းစေတဲ့တာတကသုံးခုပြောပြပေးစင်းတာပေါ့နော်နံပါတ်1ကပါလဲဆိုရှင်ဝင်ငွေနေတဲ့လူပေါ့နော်ဝင်ငွေနေတဲ့လူကနော်သူရဲ့ဒီတနေ့တာတလားတာဝင်ငွေထက်ကိုเนาะဒီအသုံးစရိတ်ကများနေတဲ့အခါမှာသူ့ရဲ့ဘဝမှာဘာဖြစ်လဲဆိုအကျွေးရတင်တယ်ပတ်စံကိုသူမထိန်ချုပ်နိုင်တော့ပတ်စံရဲ့အောက်မှာသူရောက်သွားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ပတ်စံရဲ့အပေါ်မှာကိုရှိနေဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်เนาะပတ်စံနာမရတာကွာပတ်စံနာကုန်သွားတာပတ်စံနေတာအကျွေးရတင်တာကွာဘာလို့လဲဆိုသူ့မှာကစုမိတာဘာမှမရှိဘူးเนาะတကယ်မစုမိဘူးဆိုတော့ဒီတစ်နှစ်တာအတွက်ဒီတစ်လအတွက်ငါပတ်စံကိုဒီပတ်စံကိုတုံးပြီးတော့အကျိုးရှိတာငါဘာရခဲ့တယ်ဆိုတာဘာမှတစ်ခုမှမရှိဘူးအဲ့လိုမျိုးဆိုတော့မကောင်းဘူးပေါ့နော်ပြီးလို့ရှိရင်အဲ့လိုဝင်ငွေနည်းလူတွေကဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီထိန်းချုပ်နိုင်စွာရှိဖို့အတွက်လိုတာပေါ့နော်ဘာလဲဆိုလို့ရှိရင်ရှင်နေရှိမယ်အခုခေတ်ဆိုတီးကြမှာပါเนาะဒီ fashion ဘက်ကိုကြည့်မလားเนาะအစားအသောက်ဘက်ကိုကြည့်မလားစားကျင်စရာကြီးပဲเนาะဈေးတွေကလည်းကြည့်တယ်ပြီးလို့ရှိရင်เนาะဘာပဲဖြစ်ဖြစ်ပေါ့เนาะဒီအဝတ်အစားဘက်ကိုကြည့်လားပေါ့เนาะအဲ့တော့လူကျင်စရာကြီးဆိုတော့အဲ့တော့လူတွေကအရန်ချင်တယ်ပေါ့เนาะရှင်နေဆိုတာကဟိုချင်းမဟုတ်ဘူးเนาะအရန်ကိုလိုချင်တယ်ပေါ့เนาะလူတွေရဲ့စိတ်ပေါ့เนาะအဲ့တော့ဒီစိတ်တွေရှိတဲ့ကြောင့်မို့လို့အဲ့စိတ်တွေကိုမထိန်းချုပ်နိုင်ဘူးဆိုရှင်ပတ်စံရဲ့အောက်ကိုရောက်သွားတယ်ပေါ့เนาะအဲ့ဒါကနံပါတ်တကားတစ်ခုပေါ့เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှင်ပတ်စံရှိတဲ့လူပေါ့เนาะပတ်စံရှိတဲ့လူကလည်းเนาะပတ်စံကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုလို့ရှင်เนาะဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့တော့ပတ်စံရှိတဲ့လူတွေကတော့ပတ်စံကိုတော့ investment မလုပ်ဘူးဆိုလို့ရှိရင်တော့သူကပတ်စံတော့ရော့သွားမှာတော့မဟုတ်ဘူးပေါ့နော်ဒါသူပတ်စံရတေးနေမှာနော်ဒါပေမဲ့သူ့ရဲ့ဘဝတော့မတိုးတက်လာဘူးပေါ့နော်သူ့ရဲ့ဒီ income ကမတိုးတက်လာဘူးပေါ့နော်တကယ်လို့အဲ့ဒီပတ်စံရှိတဲ့ဟာကိုကိုကဒီတိုင်းမထားဘဲနဲ့ပေါ့ကိုယ့်ရဲ့မပြေတဲ့လူတွေပြေလေတဲ့တခြားရှိတဲ့လူတွေကိုကိုကလည်းပေးကမ်းကျင်သေးတယ်ချီးကျင်သေးတယ်ငှားကျင်သေးတယ်ဆိုလို့ရှိရင်အဲ့မှာပြဿနာတက်တာဘာလဲဆိုလို့ရှိရင်အဲ့လိုလုပ်တဲ့အခါမှာဆိုလို့ရှိရင်သူတို့မှာထိန်းချုပ်မှုမရှိဘူးဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုရင်သူတို့ရဲ့เนาะ socially ဖြစ်တဲ့ခုနကတော့ချစ်ချင်းမြတ်တာတွေခင်မင်မှုတွေเนาะဒါတွေကပြည့်စည်သွားတယ်အဲ့တော့ဘာလောက်ကမှလဲဆိုလို့ရှိရင်အဲ့လိုထိန်းချုပ်မှုရဖို့အတွက်ဆိုလို့ရှိရင်เนาะလူတယောက်ကိုကိုကချေးချင်ငှားချင်เนาะအဲ့လိုလုပ်ချင်တဲ့အခါမှာဆိုလို့ရှိရင်เนาะအဲ့ဒီပမာဏကိုပဲကိုကချီတယ်အဲ့ပမာဏဆိုတာကကိုအဲ့လူတယောက်ကိုပေးလိုက်တဲ့အခါမှာအဲ့ဒီပတ်စံကိုကိုကပြန်မရလဲငါအဆင်ပြေတယ်ဆိုတဲ့ပမာဏပဲကိုကချီပေးကမ်းရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကအခေမင်ပြတ်ဖို့အတွက်နီလန်တစ်ခုပဲပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကိုယ့်အတွက်အဆင်ပြေတဲ့ပမာဏဆိုလို့ရှိရင်เนาะကိုကသူ့စီကလည်းရဖို့အတွက်အရင်မမျှော်လင့်နေတယ်လို့เนาะသူ့ကိုလည်းကိုကစိတ်ဒုက္ခမပေးဘူးပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင်เนาะကိုတွေရဲ့ခုနကတော့เนาะဒီခုနကတော့ချစ်ချင်းမြတ်တာခင်မင်မှုပေါ့နော်ဒါတွေကပြည့်စည်သွားမှာမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီပမာဏဆိုတာကဒါ limit လောက်ခိုင်းတာဒါလည်းထိန်းချုပ်ခိုင်းတာတစ်ခုပဲပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်เนาะမောင်နှမတွေနဲ့ကြားမှာเนาะမိဘတွေတေးလို့အမွေလူကြတာပေါ့နော်အဲ့တော့အတင်နာစဉ်းစားကြည့်တာเนาะပတ်စံကအရန်မှာဖြိုခွင်းနိုင်စွမ်းရှိတာเนาะတမာတိတွေလည်းဖြိုခွင်းနိုင်တယ်လူတွေရဲ့စိတ်ကိုလည်းပြောင်းလဲစေနိုင်တယ်ချစ်ချင်းမြတ်တာအချင်းနာတရားလုံးဝမရှိတော့တဲ့အခြေအနေထိလည်းသူကတွန်းပို့နိုင်တယ်ပေါ့နော်အဲ့ဒါပတ်စံပဲအရန်မှာအရေးကြီးတာပေါ့နော်အဲ့တော့မောင်နှမတွေစဉ်းစားကြည့်တဲ့အခါမှာငငယ်တုန်းကလည်းသူတို့တွေပြပြပပပဲเนาะဆော့ခဲ့တာပဲเนาะအဲ့လိုတန်ရောစင်တွေလည်းမရှိကြတော့ဘူးเนาะအသက်ကြီးလာတဲ့အခါမှာเนาะငါပတ်စံအရေးကြီးတာကိုเนาะဒါသူတို့လိုချင်တယ်လေအဲ့ခါကျတော့မဖြစ်တဲ့နိုင်လဲเนาะအခုမှဆိုလို့ရှိရင်မောင်နှမတွေအမွေခဲဆိုလို့ရှိရင်ရတင်ရထိုက်တာလဲသူတို့မပေးကြတော့ဘူးဒါဆိုသူတို့ဒီပတ်စံလိုချင်တယ်အဲ့တော့အဲ့ဒီလူရဲ့တမာတိတွေပြတ်တယ်ပေါ့နော်အဲ့တော့မလုံတဲ့နိုင်သူတို့လုံမိသွားတာပေါ့နော်အဲ့ဒါပတ်စံရဲ့
ပတ်စံရဲ့ထိန်းချုပ်မှုရဲ့အောက်ကိုရောက်သွားတာပေါ့နော်လူတယောက်ကနော်တီတီနဲ့နော်ဘယ်လိုမှန်ကန်တဲ့ဖြောက်မှတ်တဲ့လူတယောက်ဖြစ်ဖို့တက်ဆိုလို့ရှိရင်လည်းပတ်စံရဲ့အပေါ်မှာကိုကရှိနေဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေ့အတိနာကဒီပတ်စံရဲ့အပေါ်မှာလူကရှိနေဖို့လိုတယ်ပတ်စံကိုကိုကခိုင်းဖို့အတွက်လိုတယ်ဆိုတာကိုအတိနာကတာရက3ခုပေးပြီးတော့ပြပြခဲ့ပေးတာဖြစ်တယ်ပေါ့နော်အားလုံးပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်အတိနာရဲ့ page ကို like and follow ပေးလို့ရတယ်နောက်ဗီဒီယိုမှာလည်းအတိနာနဲ့ပြန်လည်တွေ့ချင်တာလေးလည်းရှင်ဘိုင်ဘိုင်